တနေ့နေ့တော့ရှင်ဘက်တည်းစကားတွေပြောထွက်လာတဲ့အထိကျွန်တော်တောက်အောင်နေဗျာအငိုတိတ်နေတာမျိုးသိပ်ထားလို့ဆိုတာခမရပဲသိမလဲခိုင်မာဖို့ကြိုးစားနေတဲ့ကျွန်တော်ကြီးပြတ်တော့ဖို့အကြောင်းပြချက်တွေရှာနေတဲ့ခမရကြီးအတော်ပြန်ညီများချင်းမရှိတဲ့ကျူခမရပြက်လို့ပြက်သွားပြီမြေအထင်ညာခဲ့တာကျွန်တော်လေးဘာမှမဖြစ်တယ်လို့နေနိုင်တဲ့ခမရလေးတို့ကြည်နေမိပါတယ်သင်ငယ်ဒါပေမဲ့ဗျာတချို့ပြောင်းလဲခြင်းတွေကကျွန်တော်တို့ခက်ခဲနေသေးတာသင်ငယ်ပြန်လာပြီးလို့ရမလားဆိုပြီးစိတ်ကတောင်းဆိုနေမိတယ်မဖြစ်နိုင်ဘူးဟုတ်လားသင်ငယ်သစ္စာရှိရှိနဲ့အမြဲပြီးမှရှိနေပြီးတာဆိုလို့ကျွန်တော်ဘေးကပလင်းနေပဲရှိပါတယ်ဗျာကံတရားကမျက်နှာသာပေးခြင်းမခံရတဲ့သူမှုလောကကြီးကိုယူသင်ငယ်ဆိုတဲ့ခမည်းလေးကိုကျွန်တော်အပြစ်မမြင်ပါဘူးမပါဘူးနေပြမဟုတ်ဘူးထားရလို့ထားသွားခဲ့တာပဲအပြစ်မမြင်ပါဘူး